ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီအရာရှိအဆင့်ဗိုလ်မှူးတယောက်ပါဝင်တပ်သားနဲ့ရေး64ယောက်ဟာပြည်သူ့ရင်ဝင်ခိုးလုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမတ်လ3ရက်နေ့မှာထုတ်ပြန်ပါတယ်။သူတို့ဟာအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ရင်ဝင်အကောင့်ထဲဖော်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ကြီးဌာနကုကေမွန်အောက်က PDF တပ်ရင်းတွေပကဖတွေကိုဆက်သွယ်ပြီးပြည်သူ့ရင်ဝင်တွေခိုးလုံခဲ့ကြတာပါ။အဲ့ဒီ64ယောက်မှာလက်နက်နဲ့တကွပြည်သူ့ရင်ဝင်ခိုးလုံလာသူ45ယောက်ရှိပြီးလက်နက်ယူဆောင်လာသူတွေကိုသတ်မှတ်ထားတဲ့လက်နက်တန်ဖိုးအလိုက်ဂုံပြုရှိမြင့်ငွေတွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလအတွင်းလက်နက်နဲ့တကွပြည်သူ့ရင်ဝင်ရောက်လာတဲ့သူတွေယူဆောင်လာတဲ့လက်နက်မျိုးစုံ44လက်နဲ့KM မီးကျောက်တွေရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ထားပါတယ်။